ဆိုတက်လောက်မလောက်ဆွမ်းဆရှိလောက်ကူညီတဲ့တီဆရာတော်ဖျားရဲ့အကူအထားရတဲ့ပြောကြီးလာပြီးခတ်လီမှာပပလေးနဲ့လွတ်လွတ်တက်တက်သူရဲ့ဗီဇတရွာလုံးကချစ်တီပြောကြီးလာပါပြီတက္ကမလေးကဒီသမီးလေးကျမ်းမာရေးကောင်းလို့ဖုံဖုံကလာရောက်တာအေးဘောအဲ့လိုကျမ်းမာရေးမကောင်းတဲ့ကလေးတွေဖုံဖုံရဲ့မေတ္တာလေးနဲ့ထိမ့်သိမ်းပြီးစောင့်ရှောက်လိုက်ရင်ကလေးယောဂဗျာဒီကင်းဝေးသွားမှာအဲ့တော့တက္ကမလေးရဲ့ကလေးလေးကျမ်းမာရေးကောင်းမှုအတွက်ဖုံဖုံကဒီနေ့ကစပြီးတော့ဝယ်လိုက်ပြီဒီကလေးကိုဒီနေ့ကစပြီးဒီကလေးကသမီးတို့နဲ့မဆိုင်တော့ဘူးဖုံဖုံရဲ့သမီးလေးဖြစ်သွားပြီနော်ကဲရော့ဝယ်လိုက်ပြီဗျာအေးဒီနေ့ကစပြီးတော့ငါမီးလေးကျမ်းမာရေးအခြေအနေကောင်းမွန်ပြီးလူလောကမှာအောင်မြင်ကြော်ကြပြီးစီးပွားလက်လာပါတိုးတဲ့သာသမီကောင်းတယောက်ဖြစ်ပါစေဗျာတကပြောင်းကြီးဖေတကူတကပြင်ပြီဆိုမှတော့ဝါစုသင်္ကန်းလားအိမ်တက်လားကချိန်ခင်းမို့အတွက်လားအမဟုတ်ဘူးဗျာအဲ့ဒါတခုမှမဟုတ်ဘူးဗျာဘာများလဲတပည့်တော်ဖုံဖုံစီပြင်ရခြင်းကတော့တပည့်တော်ရွာထဲမှာလည်းပဲလေကျမ်းမာရေးမကောင်းတော့ဖုံဖုံစီကိုပဲခလေးတွေရောင်းရတယ်လေအဲ့ဒါငါမြစ်တာလေခလေးတွေကောင်းသွားကြတယ်အခုလည်းပဲတပည့်တော်တူလေးကိုဖုံဖုံစီကိုရောင်းကျင်လို့ဖေရဟောဒါများဟောကဲခေါ်လိုက်ကလေးကိုခေါ်လိုက်ခေါ်ရမလို့ဖေရဒီမှာဖေရဟမ်ဒါခလေးအိမ်မှာတော့ခလေးပဲဖေရအေးဘောလေးခလေးပေါ့အေးပေါ့ကဲဒီလိုလိုလိုက်မင်းကျောင်းကိုမင်းခေါ်လာတယ်တင်ပါဖေရဒါပေမဲ့ဒကာကြီးဖေရတိတ်တော့မကြစေနဲ့နော်တင်ပါဖေရဟိုမကြပါဘူးဖေရ50လောက်ဆိုပြီးတော့ပြန်ခေါ်ပါပါဖေရဟောနေဒီမှာရှောက်နေတယ်ဒီမှာရှောက်နေတယ်ဒကာကြီးမကြစေနဲ့နော်ဒကာကြီးတင်ပါဖေရတင်ပါဖေရသုံးချိန်လောက်တော့ကြော့လေသုံးချိန်ကြော့သုံးချိန်ခုနတစ်ချိန်ကြော့တာကြည့်လိုက်သုံးချိန်ဟောလေရှင်ဗျဒါပါဟောဗျာဒါကြောင်းလေဒါဘုန်းကြီးကြောင်းငါကြောင်းဟောဒါကြောင်းသို့ပါဦးကြောင်းဘာဖြစ်လို့လဲမဖြစ်ပါဘူးကဲဒါနဲ့နေစမ်းမအောင်ဖေမင်းနာမည်ဘယ်လိုခေါ်တော့ပြီးတော့နော်အေးအဲ့ကြောင်းပြောနည်းနည်းရှိတယ်ဖေဘာလို့လဲतू ကအစအဆုံးပြောမှအရှင်ဖေသဘောပေါက်ဟောအခက်ကပြောပါအောင်ပြောရရင်တပီးတော့အမေကတပီးတော့ရွှေလိုဥပြီးမွေးထားမင်းအမေရွှေလို့ဦးတာမပြောနဲ့လေမင်းနာမည်ပြောခိုင်းတာလာမယ်လေဖေရှင်ဖေကဘာလို့ဘယ်ကြွကြရှိဘူးဘယ်မှကြွကြမရှိဘူးဒါငါကြောင်းငါတဘာတဲ့နေတဲ့ကြောင်းဒါကြောင့်တဘာကြောင်းလို့နာမည်ပေးရတာတပီးတော့ပြောမယ်စိတ်ရှိရှိလေးထားဟုတ်ပါပြီဗျာတပီးတော့အမေကတပီးတော့ကိုရွှေလူဥပြီးမွေးထားတာဆိုတော့အဖေကလည်းရမ်းချမ်းသာတာလေပြောပါအဖေနဲ့အမေသူတို့လင်မယားတအားချစ်ကြအရမ်းချစ်ကြရွာရဲလူဆိုတိတ်သဘောကြဒါပေမဲ့တပည့်တော်ရက်တရားအပြည့်မှာအဖေနဲ့မေကွဲသွားရောဟာတရားချစ်ကြတာဆိုဟုတ်တယ်လေအဖေနဲ့ရက်တရားမပြည့်ကနီးမကွဲရတယ်လို့ပဲပြောမယ်လေ
ရှင်ပြဒါလောတာပဲဘယ်ကြွကြရှိလို့လဲ မရှိပါဘူးပါမရှိပါဘူးပြောဒီလိုဖေတပည့်တော်ရက်တရာပြေးပါတပည့်တော်အမြင်အပေးကမွန်းတက်မဲ့အချိန်မှာအဲ့မှာပြဿနာဖြစ်တာ ဟာပြောစမ်းမောင်ဟာ ဒီလိုလေအဖေကလည်းတူဦးသားလေးဆိုတော့သူ့နာမည်ပါချင်တာဗော ဩဒါပေါ့မနာပေါ့ အဲ့တော့အဖေကသူ့နာမည်လေးပါအောင်ဆိုပြီးနာမည်ပေးလိုက်တာ ပါတယ်လေ ခင်မျိုးတောင်းကြည့်လှဟန်ဝင်းထွန်းအင်းမောင်စောထုံဆိုပြီးတော့တပည့်တော်နာမည်ပေးလိုက် မင်းနာမည်ခေါ်ရင်ကအာယုံလုံးတော့စားပါမလားကွာ အဲ့ဒါကြောင့်လေအမေကလည်းတူဦးသားလေးအဲ့လောက်နာမည်ရှိပေးရင်အဆင်မပြေဘူး ဟာမှန်လေလေ तू ကမွေးမိခင်ဆိုတော့သူ့နာမည်လေးပါချင်တာဗော မင်းအမေစန္ဒမှန်လေ ဟုတ်တယ်နော်ဖေ ဟုတ်တယ် အဲ့တော့အမေကလည်းပေးတာဗော အေး အမေကလည်းသူ့နာမည်လေးပါအောင်လို့ဆိုပြီးတော့ခင်ရင်တောင်းဟန်လှမောင်ထုံးကိုဆိုပြီးတော့အမေကလည်းကြံပေးတယ် မင်းတို့အဖေနဲ့မင်းတို့အဖေပြောတဲ့နာမည်လားခေါ်ရင်ငါနေဆုံးကောအာယုံဆုံးငတ်သွားလိမ့်မယ်စားလိုက်ရမှာမဟုတ် အဲ့ဒါအဆင်မပြေဘူးဆိုပြီးတော့တယောက်တစ်ခွန်းစကားများပြီးဖိနေမိကွဲတာပဲ ဩစိတ်မကောင်းစရာကွာ ကွဲတော့ခုနကတပည့်တော်ဦးလေးက အေး တပည့်တော် ပြောင်းကြီးတပည့်တော်ဦးလေးဦးပြောင်းကြီးကပေါ်ပြီးမွေးစားထားတာ မွေးစားထားတော့တပည့်တော်တို့ကအဲ့ဒါနဲ့တပည့်တော်နာမည်လေးကိုလှအောင်လို့ပေးခြင်းတယ်ဆိုပြီးတော့ဒီလိုဖေ။ လို့ဆက်မအောင်က စောင်းနှင်းဖကြီးပေါ့ ဆောင်းရင်းပဲကြီး ။စောင်းနှင်းဖွေးလေးမှာတောင်တန်းများချားမှာ အော်အေး အရင်အေဂျင့်နဲ့တပည့်တော်တို့မျိုးကလေးကိုအလေတစ်ခေါက်ရောက်လာပါလားလို့ ဟောမေတချင်းဆိုးပြနေတာများလားကွာ မဟုတ်လေဗျလာမယ်လေအလေတစ်ခေါက်ရောက်လာပါလားဆိုပြီးတော့ဖိတ်ခေါ်လိုက်တဲ့အချိန်မှာရွှေကြီးဆိုပြီးဖြစ်သွား ဘာပတ်တယ်လို့လဲကွာ ဟုတ်လေနည်းနည်းလေးပြုတ်ပက်ဆိုင်အောင်ပေးလိုက်တာ မလေးငါဘာယူလိုက်မယ်နဲ့တူတယ်ဟေ့မင်းနာမည်တွေရွှေကြီးတွေပါလေမင်းနာမည်နဲ့မင်းရုပ်တယ်ဘာမှအဆက်ဘူးငါပေးတဲ့နာမည်ယူ ရှင်ပြနာမည်ပေး မင်းကငါနာမည်ပေးမယ် ပေးပါဗျာ မင်းဘာနေတာတော့ တပည့်တော်ဗာနေတာတပည့်တော်ဗာနေတာလေဆိုတော့အေးခတ်တော့ခတ် ဘာဖြစ်လို့လဲ တပည့်တော်နေကိုတပည့်တော်အလွယ်မှတ်ထားတာ အေး ဟိုတပည့်တော်ရွာတွေကလေ အကြီးလာလို့နွားပြုတ်တဲ့နေရာတပည့်တော်မွေးတာ ဟဲ့ကောင်နွားပြောက်တဲ့နေငါအိုက်သွားမေးရမှာလား တပည့်တော်ကမှတ်ထားတာလေဖေ။ ဒုက္ခပါပဲကွာမြို့စားကွာမဟာဗုဒ္ဓံထူအောင်ကလည်းဘယ်ဘာနေသားမှမသိတော့မင်းဘယ်ကနေစထူအောင်မှမသိဖြစ်နေပြီ တပည့်တော်နာမည်ပေးမှာ ဒီလိုမင်းကငါနာမည်ပေးမယ် ခဏလေးဖေ။ရေတောက်ချင် တာအဲ့ဒီမှာတော့ ဟောဒီတောက် ဒီရေတော့ငါလည်းဒီရေတော့ရတာ ဒီမှာရှင်ဗျာ ဒီ အေးတယ်နော် မအဲ့ဒါပေါ့ကွာစံကြောင်လေးကိုငါကိုယ်တိုင်သွားခတ်ထားတဲ့ရေကို ဟဲ့ရိုက် အေး အော် အဲ့တော့မင်းကိုဘုံဘုံနာမည်ပေးမယ် ရှင်ဗျာ နော် ဟိုကလေတွေ့ရတွတ်တာ ဘာလဲတွေ့ရတွတ်တာဆိုဘာလဲ ဟာရှင်ဗျာလေဟိုပါလေအခုပါလေတယ်လီဖုန်းတွေမှာလေခစ်စကားတွေပြောနေကြတာလေထမင်းစားမယ်ကိုတွေ့ရတွတ်တာလို့ပြောတာလေ အဲ့ဒီဟာကြီးငါနားမလည်ဘူးထမင်းစားမယ်ဆိုထမင်းစားမယ်ရေတောက်မယ်ဆိုရေတောက်မယ်ဘာတူရေးတွတ်တာတော့ကွာအဲ့ဒီစကားတွေငါနားမလည်ဘူးငါဆုံးကကြွားရင်မင်းနောက်ကနေသမင်းနဲ့လိုက်ရမယ် ဒီလိုလဲ လက်မလိုက်လို့ပဲရမလဲမင်းငါတယောက်နဲ့သွားလို့မရဘူးလေမင်းရှိရနေဆုံးတော့ခမအော်မယ်ထွက်လောင်းမယ်ငါတပိတ်ပိုက်ပြီးတော့ အော် ဒါပဲ တပည့်တော်ဆုံးတော့ခင်ဗျာ ဟေး အဲ့လိုသူတို့ထွက်လာ ထွက်လောင်းမယ် အဲ့လိုလုပ်ပါ အဲ့လိုလုပ်ရတာပေါ့အဲ့လိုဖုန်းကြီးပါနဲ့စားမှာတော့ ဆိုင်မှာဝယ်စားမယ် ဟဲ့ဖုန်းကြီးဆိုင်မှာဝယ်စားရမလားကွာတန်ဃာတော့အရှိသူမြတ်ဆိုတာဆုံးခံစားမှအဲ့ဒါမှကုသိုလ်ရတယ်ကိုဘာကိုရှက်စားလို့လည်းမရဘူးဆုံးခံစားရတယ် ဆုံးခံစား ရ ရပြီ ဟုတ်လား ပြီးတော့လိုက် အေး တော့မလားတပိတ် နေဦးလေနေဦးလေမင်းချက်ချင်းကြီးပဲမင်းဒီနေ့ကစပြီးကျောင်းသားဖြစ်သွားပြီ ចောင်းသားဖြစ်သွားပြီ ကျောင်းသားဖြစ်သွားပြီ ပြီးတော့ဘယ်နဲ့တန်းဆက်တက် သူငယ်တန်းကစဟာဟဲ့ကောင်အဲ့ဒီကျောင်းပြောတာမဟုတ်ဘူးဘုန်းကြီးကျောင်းမှာဘုန်းကြီးဝေယဝိဆလှုပ်ကျွေးပြုစုရတဲ့ဘုန်းကြီးကျောင်းသား ဩဖုန်းကြီးရဲ့တပိတ်ကចောင်းသား အေးငါရဲ့ကျောင်းသား ဟောចောင်းသားဟုတ်ပြီ အေးအဲ့တော့ဘုန်းကြီးကျောင်းသား ဒါနဲ့လေတပိတ်တော့ဘာမှကျင်းရ ဟင်ဘာကျင်းရမှာတော့ဘယ်မှာအိပ်ရမှာလဲမေကျင်းနေဆိုတာငါတို့ကကျင်းတာမင်းတို့ကြတော့လူတွေကြတော့အိတ်ထား ဩတပိတ်တော့အိတ်တယ် မင်းအိတ်ထားဟာဒီမှာအိတ် ဒီမှာအိတ် ငါဒီမှာကျင်းနေ
အဲ့လို သိလားအေး တိတယ်လို့ပဲ အမေသိတယ်လို့လေကိုသိပြီလား ကျောင်းကြီးကလေလူလင်းတင်နော် ဘာလို့လဲ ဟုတ်လေကျောင်းကြီးကအကြီးကြီးပဲဆိုတော့ဒီကျောင်းကတပည့်တော်အပ် ဟိုမေကြောက်အောင်ငါပြန်တော်မူမှာလားကောင် ဟုတ်လေ ဟော အရှင်ပြရတယ်အဲ့လိုပြောတာမဟုတ်ဘူးလေ ဘယ်လိုပြောတာ ရှင်ပြရဲ့ကျောင်းသားတပည့်တော်လေ အေးလေ ကျောင်းရဲ့ဝေစာတွေတပည့်တော်လောက်ပါမှာလေ အေးဟုတ်တယ် အဲ့တော့ဒီကျောင်းကြီးရဲ့ကိစ္စတပည့်တော်ကိစ္စဒီကျောင်းကြီးတပည့်တော်အပ်မှရမှာ အော်အေး ဟုတ်တယ်နော် အေးမင်းဒီတခါတော့ဟုတ်သွားပြီ ဒါပေမဲ့ကျောင်းကြီးကကြီးတော့တပည့်တော်အပ်တာပါဘောနော် ငါကြောင်းရဲ့ဝေယဝိသမှမြမင်းကိုအကုန်အပ်တယ် ဒီမှာ ငါရဲ့တပည့်ရင်ငါရဲ့သားသမီးမင်းက ဩအဲ့လို အေး ဒီမှာ ဟုတ်ရလား အဲ့လိုမင်းကို တပည့်တော်အိတ်မယ်ဖေအားစ မင်းဟဲ့မင်းနေအောင်လေမင်းနေအောင်လေမင်းကနာမည်ပေးအောင်မယ် တပည့်တော်နာမည်ပေး မင်းနာမည်ကမင်းအမေနဲ့မင်းဖေနဲ့ကွဲသွားတယ်မင်းနာမည်မရှိဘူး အမေကရွှေလူဦးပြီးမွေးထား လာပြန်မလားဒီရွှေလို့ထားအဲ့ဒါတွေကိုထားလိုက်တော့မင်းကငါပေးတဲ့နာမည်ကျမ်းမာရေးကောင်းမင်းရဲ့ကျမ်းမာရေးကနာမည်ကစပြီးလောက်ရတော့မင်းကျမ်းမာရေးကောင်းမို့တော့က ဩ ငါပေးတဲ့နာမည်လေးကိုခေါ်မှမင်းကျမ်းမာရေးကောင်း အဲ့လို အေး ဒီမှာ အဲ့တော့ငါเจ้าကတန်တာရရစိမ့်စိမ့်ဆူဆူပန်းပေါင်းစုံဝေစားပြီးအင်မတန်မှတင့်တယ်လှပနေတဲ့အတွက်မင်းနာမည်ကိုမဲကြီးလို့ငါနာမည်ပေးတယ် ရှင်ပြ ဟေး အရင်လှ ရင်းလှ တအားတွေတင့်တယ် တင့်တယ် ဘာဖြစ်လို့မေးလို့သွားတော့ ဟောအဲ့ဒါမှတင်းတင်းတဲလှလှပပတဲ့မှာပေါ်မဲကြီးဆိုတာမင်းကွန်းကွန်းပေါ်လာမှာလေ ဩတပည့်တော်မေးဆိုပေါ်မှာ မဲကြီးဆိုပေါ်ပြီဟုတ်ပြီနော် မေးပဲလောက်လိုက်တာ အေးမော်ကြီးအဲ့တော့နေအောင်မင်းရောက်လာတာဒါကြောင်းကန်ကြောင်းနဲ့ကန်နဲ့တူအောင်ငါတရားဟောမယ် ဟာရှင်ပြလေမဟုတ်တော့လေအိမ်မလီ ဟာမရဘူးကြောင်းကန်ဖရတူအောင်လို့ငါတရားဟောမယ်ငါမှလည်းတရားဟောမယ်လို့မရှိဘူးမင်းရောက်လာမှငါတရားဟောငါဟောတဲ့တရားလေးကိုနာအဲ့ဒါမှမင်းကုသိုလ်ရ ဩ တရားနာ တပည့်တော်တရားနိုင်ကု အေး အဲ့ဒါနာပဲ အေးအဲ့တော့ငါသားတစ်ပြည့်ဖြစ်တဲ့အေးလောကမှာအင်မတန်မှအရေးကြီးဆုံးဟာတတ္ထာနော်တတ္ထာတထာသီလသုဒ္ဓစာကပညာသီရိဥတ္တပါလောကသူတော်ကောင်းဥစ္စာခုနှစ်ဖြာလို့လည်းခေါ်တယ်လူချင်းကိုသဒ္ဓါစိတ်ရှိရမယ်တွန့်တွန့်နှမျောတဲ့စိတ်မရှိရဘူးကြားတယ်နော်အေးအဲ့တော့သဒ္ဓါစိတ်ရှိရမယ်လူတယောက်ပုံမှာမေတ္တာစေတနာထားတတ်မေတ္တာပေးရင်မေတ္တာရတယ်တဲ့ငါသားရဲ့နော်မေတ္တာပေးရင်မေတ္တာရတယ်ကိုယ်ကမေတ္တာပေးမှသူ့စီကမေတ္တာပြန်ရတယ်လူတွေပေါ်မှာကျင်နာတနာတတ်ရတရားတွေပေါ်မှာကိုယ်ကငဲ့ညာထောက်ထတတ်ရမယ်ငါတရားကိုမွေးပြောတာတော့မင်းတရားကိုပဲရှိသေးတယ်အေးလေငါသိတာလေထားတဲ့လောကအကြောင်းလေးတွေကိုမင်းကိုတင်ပြပေးရတော့မှာပေါ့မေကြီးရဲ့ ဆိုတော့ပြောဆိုတော့ရွာမှာဆိုတက်လောက်မတ်လောက်ဆွမ်းဆရှိလောက်ကူညီတဲ့တီဆရာတော်ဖျားရဲ့အကူအထားရတဲ့ပြောကြီးလာပြီးခတ်လီမှာပပလေးနဲ့လွတ်လွတ်တက်တက်သူရဲ့ဗီဇတရွာလုံးကချစ်တီပြောကြီးလာပါပြီသူညံပြီးလောက်တော့တွေးသည်သူညံပြီးလောက်တော့ပြောသည်ဒါဟာပြောကြီးရဲ့မွေရပါပါရီသူညံပြီးလောက်တော့ပြောသည်သူထင်တာနဲ့လွဲသွားရင်ဆရာတော်ဖျားရဲ့ချိန်လုံးစားမိရွာမှာဆိုတက်လောက်မတ်လောက်ဆွမ်းဆရှိလောက်ကူညီတဲ့တီဆရာတော်ဖျားရဲ့